မင်္ဂလာပါရှင်ဒီနေ့မျှဝေပေးခြင်းတဲ့ကုသိုလ်လေးကတော့တင်းညံအကျိုးအထူးတရားပွဲအနေနဲ့3ရက်တိုင်တိုင်ကျင်းပပြုလုပ်တဲ့ဒါတရားသဘင်ပွဲမှာမြတ်သူတို့ကမတီအလူရှင်တွေအနေနဲ့ပါဝင်ပြီးတော့မှကုသိုလ်ယူခဲ့တာဖြစ်ပါတယ်ဆရာတော်ကြီးကိုလည်းမြတ်သူတို့ဝတ္ထုငွေလည်းကတ်ခဲ့ပါတယ်ဒီချိန်မှာတတိယဆုံးကတော့မြတ်သူရဲ့အမေကိုတတိယပါတယ်အမေကိုလည်းဒီလိုမျိုးအတူတူပေါ့နော်တရားနာရေးဆက်ချပြီးကိုယ်တိုင်ကိုကြလှူဒန်းနိုင်တဲ့သူပေးကမ်းနိုင်တဲ့သူမြတ်သူကဖြစ်စေခြင်းပါတယ်ဒါပေမဲ့မရှိတော့ဘူးဆိုတော့လေမြတ်သူတို့ကပြုသမျှကုသိုလ်တွေအကုန်လုံးကိုခုနှစ်သားသမီးနဲ့တကွဆုံးမသွားတဲ့အမိပါရအောင်လို့မျှဝေပေးခဲ့ပါတယ်ဒီတရားပွဲမှာဆိုလို့ရှိရင်လည်းယေဒနာရှုမုံငွေမိုးတွေလည်းရွာပေးခဲ့တဲ့အေးအလူလေးလည်းပေါ့နော်မြတ်သူတို့ပြုလုပ်ပေးခဲ့ပါတယ်ပြီးတော့73ရက်4လ2026မှာပြုလုပ်မယ်မြတ်သူတို့ရဲ့စတုဒ္ဓအကြိမ်မြောက်ယဟန်ငံအရှင်ပြုသိက္ခာဓာတ်အရှင်တရားရှိပွားပွဲကြီးကိုပေါ့နော်အားလုံးကြွားဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်အဲ့ဒီပွဲမှာအထင်ငေါမရှိအားလုံးအစဉ်ပြေချုံးမွေအောင်အင်းကြီးစီတာဆရာတော်ကြီးနဲ့လည်းမြတ်သူတို့ကြိုတင်ပြင်ဆင်ပြီးတော့ပေါ့နော်အရာအားလုံးကိုတည်တည်ချာချာလေးတိုင်ပင်ပြီးတော့မှပြုလုပ်ထားပါတယ်ရှင်အားလုံးကိုလည်းအလူပွဲကြီးကိုလာရောက်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးခဲ့ကြတဲ့သူတွေအားလုံးလည်းထပ်တူထပ်မြတ်ကုသိုလ်တွေရရှိကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်